လွန်ခဲ့တဲ့2နှစ်ကသူဝတ်ထားခဲ့တဲ့စင်ကိုပြန်ရှာဖို့အတွက်လိုဂန်ဟာကင်မရာတပ်ဆင်ထားတဲ့အဝေးထိန်းကစားစရာကားလေးကိုလေဝင်လေထွက်ပေါက်ထဲလွတ်လိုက်ပါတယ်နောက်ဆုံးမှာတော့စိတ်ရှိတဲ့နေရာကိုတွေ့သွားခဲ့ပေမဲ့ပြန်မယူနိုင်သေးခင်မှာပဲစစ်ဆေးမင်းမြတ်တဲ့အခန်းထဲကိုခေါ်ယူခြင်းခံလိုက်ရပါတယ်ရဲအရာရှိတယောက်ကအခုလေးတင်ဖမ်းဆီးရမိထားတဲ့တခိုးဟာအရေးကြီးအမှုတစ်ခုအကြောင်းသတင်းပေးချင်နေတယ်လို့သူ့ကိုပြောပြလိုက်တာကြောင့်လူကန်တယောက်ချက်ချင်းဆိုသလိုထိတ်လန့်သွားပါတယ်စစ်ဆေးမင်းမြတ်ခန်းနဲ့အပြေးလွှားဝင်သွားပြီးသူ့တငယ်ချင်းရဲ့ပါဇက်ကိုလှမ်းပိတ်လိုက်တဲ့အပြင်နှုတ်ပိတ်ခကိုလည်းဒေါ်လာ2000ကနေ9000ထိတိုးပေးလိုက်ပါတယ်ရှင်းနေဖြစ်သူကလိုကန်တယောက်သူ့အမှုသူကိုတိုက်ခိုက်တော့မယ်လို့ထင်မှတ်သွားတာကြောင့်စစ်ဆေးမေးမြန်းမှုကိုချက်ချင်းရပ်ဆိုင်းပြီးတန်တရားရှိသူကိုခေါ်ထုတ်သွားပါတယ်တန်တရားရှိသူကလိုကန်ရဲ့စကားကိုအလွယ်တကူနာခံသွားတာကိုမြင်တွေ့ရတဲ့အခါကျန်တဲ့ရဲရရှိတွေကလိုကန်ကိုပို့လို့တောင်လေးစားအတူယူသွားကြပါတယ်ဒီကိစ္စကိုရှင်းထုတ်ပြီးချိန်မှာတော့လိုကန်ဟာစိန်ကိုပြန်ယူဖို့ပြင်ဆင်လိုက်ပေမဲ့ကားဆင်ရောက်လာတာကြောင့်အစီအစဉ်ပြတ်သွားရပါတယ်ကားဆင်ဟာလိုကန်ရဲ့ရုံးပိုင်တွေကိုကူညီပြင်ဆင်ပေးဖို့ကြိုးစားရင်းရဲဌာနရဲ့စနစ်ထဲမှာလိုကန်နဲ့ပတ်သက်တဲ့မှတ်တမ်းရောရဲကတ်နံပါတ်ပါမရှိတာကိုတွေ့ရှိသွားပါတယ်ဒါကြောင့်လိုကန်ဟာကားဆင်းကိုဇင်းညံလန်းနဲ့ချက်ချင်းဆွဲထုတ်သွားပြီးသူဟာအမှန်တကယ်တော့ဌာနတွင်းစုံစမ်းရေးအဖွဲ့ကဆေးလွတ်ထားတဲ့လျှို့ဝှက်စုံတော့ဖြစ်ကြောင်းစခန်းထဲမှာဒူးစရိုက်ကျူးလွန်နေသူတယောက်ရှိနေကြောင်းမူတာဝါဒဖွင့်လွှဲပြောဆိုလိုက်ပါတယ်ကားဆင်းလည်းထိုစကားကိုတစ်ထပ်တည်းယုံကြည်သွားပြီးရင်ခုန်လှုပ်ရှားစွာနဲ့လိုကန်ရဲ့လျှို့ဝှက်ချက်ကိုထိမ့်သိမ်းပေးမယ်လို့ကတိပေးလိုက်ပါတယ်ဒါပေမဲ့ကားဆင်ကိုရှင်းထုတ်လိုက်နိုင်တဲ့ခဏမှာပဲရဲမှုရောက်ရှိလာပါတယ်။လေစိတ်မှာခိုးမှုတစ်ခုဖြစ်ပွားခဲ့ပြီးလေရင်ကုန်ပစ္စည်းတင်ခန်းတွေကပြားတိုက်ပြပစ္စည်းတချို့ခိုးယူခံလိုက်ရတာဖြစ်ပါတယ်။လိုကန်ဟာခိုးမှုနိုင်နေရေးဌာနရဲ့တာဝန်ခံဖြစ်နေတာကြောင့်ဒီအမှုကိုကိုယ်တိုင်ဦးစီးပြီးစုံစမ်းစစ်ဆေးရတော့မှာဖြစ်ပါတယ်။လူကန်မသွားခြင်းပေမဲ့ငင်းဆန်လို့မရတာကြောင့်အဖွဲ့ကိုခေါ်ပြီးလေစိတ်ကိုထွက်ခွာခဲ့ပါတယ်။ရောက်ရှိသွားတဲ့အခါဖက်ဒရယ်စုံစမ်းရေးအဖွဲ့နဲ့အကောက်ခွန်အရာရှိတွေကအခင်းဖြစ်ပွားရာနေရာကိုလွှမ်းမိုးထားနေပြီဖြစ်ပါတယ်။အဲ့ဒီအဖွဲ့တွေကပြည်내ရဲတပ်ဖွဲ့ကိုကူညီခွင့်မပေးဘဲအပြင်ဘက်စီးမှာပဲလုံခြုံရေးယူထားဖို့အမိန့်ပေးခဲ့ပါတယ်။လူကန်ဟာသူတို့နဲ့ခဏမျှအခြေတင်စကားများပြီးနောက်အဖွဲ့ကိုခေါ်ပြီးပြန်ထွက်လာခဲ့ပါတယ်။လမ်းမှာတော့လူကန်ကကြမ်းတဲ့သူတွေကိုဒါဟာရိုးရိုးရှင်းအောင်ပစ္စည်းခိုးယူမှုမဟုတ်ကြောင်းပစ္စည်းအလုံးရိုက်ခွဲခံထားရပေမဲ့တခုမှပျောက်ဆုံးမသွားကြောင်းပြောပြလိုက်ပါတယ်။ဒီခိုးမှုတစ်ခုလုံးဟာမူရစ်ဆေးဝါးတင်သွင်းမှုကိုဖုံးကွယ်ဖို့ဟန်ပြလှုပ်ဆောင်ခဲ့တာဖြစ်ပြီးသူထင်တာမှန်တယ်ဆိုရင်မူရစ်ဆေးတွေကိုဘီစလုံးပါတဲ့ကုန်ကားနဲ့တည်ဆောင်ကြမှာဖြစ်ပါတယ်။ဘီဆိုတာကတော့စစ်ဆေးမှုကင်းလွတ်ခွင့်ရကုန်စည်ပို့ဆောင်ရေးကိုဆိုလိုတာဖြစ်ပြီးအကောက်ခွန်စစ်ဆေးမှုမလိုပဲကုန်လောင်ယုံစီတိုက်ရိုက်သွားရောက်နိုင်ပါတယ်။ကားဆင်ဟာလေကြောင်းကူညီရေးအဖွဲ့အစည်းချက်ချင်းဖုံးဆက်အကူအညီတောင်းလိုက်ရာတန်တရားရှိကုန်ကားကိုမကြာမီမှာပဲတွေ့ရှိသွားကြပါတယ်။ထိုကားအနီးနားမှာရောက်နေပြီဆိုတာကြားလိုက်တာနဲ့ကားဆင်ဟာလီဘာကိုအကုန်နင်းပြီးအရှိန်နဲ့လိုက်ပါတော့တယ်။မကြာမီမှာပဲမီနီပြနေတဲ့လမ်းဆောင်တစ်ခုမှာကုန်ကားကိုမိသွားခဲ့ပြီးရဲအရာရှိတွေကကားပေါ်ကဆင်းကကုန်တင်ခန်းကိုတွန်းဖွင့်လိုက်ကြပါတယ်။လူကန်ခံမှန်းခဲ့တဲ့အတိုင်းပဲအထဲမှာမူရစ်ဆေးဝါးတွေတွေ့ရှိလိုက်ရပေမဲ့ရင်မောင်းဖြစ်သူကချက်ချင်းထွက်ပြေးသွားတာကြောင့်လူကန်မှာနောက်ကနေအသေးအံလိုက်ဖမ်းရပါတော့တယ်။